မင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမတို့ Excellent for Joy Insurance မိသားစုအနေနဲ့နိုင်တာယာမျိုးနေမှာရှိရဲ့ email တာကြောင်းကိုလူလူကြိုးပြုလုပ်ငန်းအနေနဲ့တွားရောက်ပြီးတော့လူတန်းတော့မှာပဲဖြစ်ပါတယ်ညီမတို့နဲ့တူတူလိုက်ပါပြီးတော့ PT လေးတွေမျှဝေပေးကြပါအောင်ရှင်အခုဆိုရင်တော့အင်မြစ်တာကျောင်းလေးကိုရောက်ရှိလာပြီဖြစ်ပါတယ်။ကျောင်းလေးကိုတူတူနှစ်ပတ်ကြည့်လိုက်ရအောင်နော်။ဒီမှာဆိုရင်တော့ကလေးဆွဲထားတဲ့အရန်ကိုလှပတဲ့ပကြည်လေးတွေနဲ့ကျောင်းနဲ့ပုံဖော်ထားတဲ့အနည်းပညာလက်ရာတွေနဲ့လက်မှုပစ္စည်းများကိုလည်းတွေ့ရှိနိုင်ပါတယ်။ချင်းတောင်းလှတွေကိုလည်းကိုယ်တိုင်ဝယ်ယူအားပေးလို့ရပါတယ်။ယခုကြောင်းလေးရာဆိုရင်ကလေးတွေအတွက်တကယ်ကိုကောင်းမွန်တဲ့ဆောက်ရှောက်မှုနဲ့တင်ကြားမှုတွေကြောင့်တာမန်လူတွေလိုပဲကျန်းမာပျော်ရွှင်တဲ့ပုံရိပ်လေးတွေကိုတွေ့မြင်နိုင်ပါတယ်။မင်္ဂလာပါရှင်။မိုင်းနာမည်နဲ့အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ position လို့ပြပြပေးပါအောင်ရှင်။ဟုတ်မင်္ဂလာပါရှင်။အမနာမည်ကမတ်အေးတီတာမြတ်ပါ EFI ရဲ့ HR Department မှာ Deputy Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင်။အခုလိုမျိုးအင်မြင့်တာကျောင်းမှာလာရောက်လူတန်းဖြစ်သွားပုံလေးလည်းပြပြပေးပါအောင်ရှင်။EFI အနေနဲ့ကအခုလိုကျောင်းလေးပြီးတော့အမတို့စူပေါင်းသွေးလူတန်းပွဲတွေပေါ့နော်။အဓိကကတော့တကယ်လိုအပ်နေတဲ့နေရာတွေမှာအမတို့အနေနဲ့သွားရောက်လူတန်းနေချဖြစ်ပါတယ်။ဒီတစ်ခါမှလည်းဒီလိုင်သာယာမြို့နယ်မှာရှိတဲ့အင်မြင့်တာကျောင်းကိုအမတို့ EFI မိသားစုတွေနဲ့အတူဒီကကလေးတွေအတွက်ကောကျောင်းအတွက်ပါပေါ့နော်။တထောင်တနေရာကနေကူညီပေးတဲ့ရည်ရွယ်ချက်လေးနဲ့ဒီနေ့လာရောက်လူတန်းဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်။အခုလိုမျိုးလာရောက်လူတန်းရတဲ့အတွက်ပေါ့ဒီနေ့ကဖြစ်ပေါ်လာတဲ့ခန်းစားချက်လေးလည်းပြပြပေးပါအောင်ရှင်။ဟုတ်ကဲ့ရှင်ဟုတ် EFI ကမိသားစုတွေနဲ့အတူအခုလိုမျိုးလာရောက်အတူလူတန်းရတာဖြစ်တဲ့အတွက်အရန်ကိုဝမ်းသာပီတိဖြစ်မိပါတယ်ရှင်။အခုဒီမှာရှိတဲ့ကလေးတွေကလည်းတာမန်ကလေးတွေကိုပဲဘဝကိုဖြတ်သန်းနေတာဖြစ်တဲ့အတွက်အခုလိုကူညီခွင့်ရတာကိုလည်းအရန်ကိုဝမ်းသာပီတိဖြစ်မိပါတယ်ရှင်။ဟုတ်ကဲ့ပါကျေးဇူးပါရှင်။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပါရှင်အကိုရဲ့နာမည်နဲ့အခုဒီကျောင်းမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဘိုင်းလေးပြပြပေးပါအောင်ရှင်။ကျောင်းနာမည်ကဦးထေးလွင်ဖြစ်ပါတယ်။ဒီကျောင်းအေးမြတ်တာမတန်ဆွမ်းခြင်းမျိုးမှာအတွင်းမှုဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ဒီကျောင်းကိုစတင်တည်ထောင်ခဲ့တဲ့ခုနှစ်ရဲ့ဒီကျောင်းလေးကိုတည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်လေးနဲ့ကလေးတွေကိုစတင်ကြားပုံလေးလည်းပြပြပေးပါအောင်ရှင်။ဒီကျောင်းကိုအေးမြတ်တာမတန်ဆွမ်းခြင်းမျိုးဆိုတဲ့အမည်နဲ့တည်ထောင်တဲ့ခုနှစ်ကတော့2003ခုနှစ်ဖြစ်ပါတယ်။သို့တော်လည်း2003ခုနှစ်ရဲ့ရှေ့ပိုင်း1990လောက်ထဲကကျွန်တော်တို့ဒီကျောင်းကိုတည်ထောင်တဲ့အဖွားပေါ့နော်အဖွားကဒီမတန်ဆွမ်းတွေကိုသူနိုင်သမျှစတင်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတော့ကျွန်တော်တို့ဒီမတန်ဆွမ်းသူများသူတို့ကြားမှာပျော်ရွှင်ဖို့မတန်ဆွမ်းသူများမိမိအသီးသီးနဲ့သက်ဆိုင်တဲ့ပညာရပ်တွေသင်ကြားနိုင်ဖို့မတန်ဆွမ်းသူများဘဝမှာချမ်းမြေ့ပျော်ရွှင်စွာမိမိခြေထောက်ပေါ်မှာမိမိရပ်တည်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကတော့၃ချက်ပေါ့ဒီရည်ရွယ်ချက်တွေကိုပြည့်မီဖို့အတွက်ကျွန်တော်တို့ကလုပ်ငန်း၃ခုလုပ်တယ်ပထမလုပ်ငန်းကဒီမတန်ဆွမ်းတဲ့ကလေးတွေပြုစုဆောင်ရှောက်ရေးလုပ်ငန်းလုပ်ပါတယ်ဆိုတော့ပညာသင်ကြားနိုင်တဲ့အခြေအနေမရှိဟုတ်သေးဘူးပေါ့နော်ဆိုတော့အသက်ငယ်မယ်သူတို့ရဲ့မတန်ဆွမ်းမှုကြီးမားတဲ့အခါမှာသူတို့ပြုစုဆောင်ရှောက်ပေးတယ်ပြီးတော့မှအထူးပညာရေးဆိုတာသူတို့သင်ကြားနိုင်တဲ့အချိန်မှာအထူးပညာရေးသင်ပေးတယ်တတိယတစ်ခုကတော့အသက်မွေးကျောင်းပညာနဲ့အလုပ်ကံရရှိရေးပေါ့ဆိုတော့ဒီလုပ်ငန်း၃ရပ်ကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဗျဟုတ်ကဲ့ပါအခုလိုမျိုးညီမတို့ EFI ရပေါ့နော်လာရောက်လူတဲ့အပေါ်အကိုရဲ့အမြင်လေးကိုလည်းမျှဝေပေးပါအောင်ရှင်ကျွန်တော်တို့အေးမြတ်တာမတန်ဆွမ်းရေးမျိုးကိုအတိမတ်ပြုပြီးတော့မှလာရောက်လူတန်းပေးတာတော့ကျွန်တော်တို့အတွက်အတိုင်းအဆမရှိဝမ်းသာစရာဖြစ်ပါတယ်ဆိုတော့ဒီလိုကလေးတွေနဲ့ပတ်သက်လို့လူထုအသိပညာအမတန်မှအားနည်းတယ်လေမတန်ဆွမ်းလို့ဆိုလို့ရှိရင်အမြင်အာရုံမတန်ဆွမ်းတဲ့သူတွေနဲ့အကြအာရုံမတန်ဆွမ်းတဲ့သူတွေတော့နည်းနည်းလူသိများတယ်ဒီကျွန်တော်တို့ကျောင်းမှာရှိတဲ့ကလေးတွေကတော့သူတို့မတန်ဆွမ်းမှုတစ်ခုမဟုတ်ရင်နှစ်ခုသုံးခုအဲ့လိုခံစားရတဲ့ကလေးတွေပေါ့ဆိုတော့ဒီကလေးတွေနဲ့ပတ်သက်တဲ့
လိုအပ်မှုတွေများကိုလာရောက်လှူဒန်းကူညီအတိအမှတ်ပြုပေးတာဟာကျွန်တော်တို့အတွက်အင်မတန်မှအားရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီလုပ်ငန်းဟာမတန်ဆွမ်းသူတွေဟာအမြောက်များစွာရှိနေတဲ့အတွက်ဒီလိုပဲလာရောက်ပြီးတော့မှကျွန်တော်တို့ကူညီဆောင်ရှောက်ပေးခြင်းဟာအဖို့တန်ဖိုးကြီးပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပြသပေးရတဲ့လေကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့လည်း EFI ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါမင်္ဂလာပါရှင်အမိုင်းနာမည်နဲ့အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ position လေးကိုလည်းပြပြပေးပါအောင်ရှင်မင်္ဂလာပါရှင်အမကတော့ EFI Training Team မှာတာဝန်ထမ်းဆောင်နေတဲ့ဒေါ်ဝင်းဝါဖြစ်ပါတယ်ရှင်အခုလိုမျိုးအမအနေနဲ့ပေါ့နော်ဒီကျောင်းလေးမှာလာရောက်လူတန်းဖြစ်သွားပုံလေးနဲ့ပေါ့နော်အခုလိုလာရောက်လူတန်းရတဲ့အတွက်ရင်းနှီးရခန်းစားချက်လေးလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အမအနေနဲ့ကတော့ကိုပိုင်တိုင်းတစ်ပိုင်းအလှူတွေကတော့အများကြီးပြုလုပ်ခဲ့မှုပါတယ်သူနည်း၎င်းပါပဲရှင် EFI ကအလှူတန်းပွဲတွေမှာလည်းအမြဲတမ်းပါဝင်ဆင်နွှဲခဲ့ပါတယ်ရှင်ယနေ့အမြင့်တာမှာပြုလုပ်မဲ့အလှူဒန်းပွဲလေးကိုလည်းအမတို့ကြားတဲ့အခါမှာလာရောက်ပြီးတော့လေ့လာခဲ့တဲ့အခါမှာကလေးတွေရဲ့တိုးတက်ပြောင်းလဲမှုတွေအများကြီးကိုတွေ့ခဲ့ရပါတယ်ရှင်အဲ့လိုတွေ့ခဲ့ရတဲ့အတွက်ကျမတို့ EFI နဲ့ဒီနေ့လှူမဲ့အစီအစဉ်လေးမှာတူတူပူးပေါင်းပြီးလှူဖို့အတွက်ကျမအနေနဲ့စိတ်အားတွေထက်သန်ခဲ့ပါတယ်ရှင်အဲ့တော့ကလေးတွေရဲ့အနာဂတ်တောက်ပဖို့အတွက်နဲ့ကလေးတွေရဲ့ကျေပွင့်လေးတွေဘဝမှာရှင်သန်ဖို့အတွက်တထောင်တနေရာကနေလှူဒန်းခွင့်ရတဲ့အတွက်ပါဝင်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ပါရှင်အမမင်္ဂလာပါညီမအမအနေနဲ့ဒီကျောင်းလေးပုံနေတဲ့အမြင်လေးကိုပြပြပေးပါလားရှင်ဟောအမရဲ့သားကကျတော့ ADHD ပါဟောခိုင်တာတစ်မျိုးလုံးမှာလိုက်စုံစမ်းတော့ဒီကျောင်းလေးကသားလေးအတွက်ဆေးဖြစ်တဲ့အတွက်ဒီမှာဒီကျောင်းလေးမှာလာထားဖြစ်တယ်ဆရာမတွေရောအကုန်လုံးကကောင်းကြတယ်အကုန်လုံးဒီမှာတွေရောအကုန်လုံးလုံခြုံမှုရောအကုန်လုံးကရှိကြတယ်ခိုင်တာမှာကျတော့ဒီလိုမျိုးကျောင်းကတစ်ကျောင်းပဲရှိတဲ့အတွက်အများကြီးဖြစ်စေခြင်းနဲ့ဘာဖြစ်ဒီကျောင်းမှာအများအစားတချို့ကလေးတွေကကျတော့မသိတာတွေရောရှိတယ်သိတာတွေရောရှိတဲ့အတွက်ကျတော့အများကြီးဖြစ်ချင်တာပေါ့အဲ့လိုမျိုးကျောင်းအများကြီးဖြစ်ချင်တော့ပို့ပြီးတော့ကောင်းပါတယ်ပေါ့အဲ့လိုမျိုးကျေးဇူးပါကဲကျေးဇူးပါမင်္ဂလာပါရှင်မင်္ဂလာပါအမရဲ့ကလေးကိုဒီကျောင်းမှာထားတဲ့အတွက်ကလေးရတက်လာမှုလေးကိုပြပြပေးပါလားရှင်မှန်ပါသမီးကလေးကတော့မနစ်ကတော့က17လပိုင်းညစထားပါတယ်နှစ်ဝက်လောက်ထိကတော့တိတ်မသိတာပါဘူးဒါပေမဲ့ဒီနှစ်ကတော့တော်တော်သူသင်တစ်ခုသင်လိုက်ရင်တစ်ခုမှတ်ညာအောင်လိုက်နိုင်နေပါပြီတော်တော်လေးတိုးတက်နေပါတယ်ဟုတ်ကဲ့ကျေးဇူးပါအမဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်အမမင်္ဂလာပါကျွန်တော်တို့ EFI မိသားစုကနေအခုလိုလာရောက်တဲ့တဲ့အပေါ်အမရဲ့အမြင်နဲ့ခန်းစားချက်တွေကိုပြပြပေးပါအောင်ရှင်ခံစားချက်နဲ့အမြင်ရတော့ပေါ့နော်အခုလိုလာလှူဒန်းတာကိုလည်းကျေးဇူးတင်တယ်ကလေးတွေအတွက်လည်းဟိုမတန်ကောင်းပါလေအာဟာရဟိုလာပြီးကြိုးမွေးတာလေဆရာမတွေအတွက်ကောဒီကျောင်းကြီးအတွက်ကောနော်ပြည့်စုံပါတယ်ကျေးဇူးလည်းတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ